ကဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးလို့သတ်မှတ်ထားကြတဲ့ငါးသုံးမျိုးအကြောင်းကိုဖော်ပြပြလိုက်ပါတယ်။နံပါတ်1ကမော်ရီငါးရှင်ပုံမှန်အားဖြင့်သက်ရှိအတော်များများမှာမေးရိုးတစ်စုံပဲရှိတဲ့ကြပေမယ့်ဒီငါးမှာတော့မေးရိုးနှစ်စုံပါရှိပါတယ်။ပထမတစ်စုံကတော့အပြင်ဘက်မှာဖြစ်ပြီးထက်မြက်တဲ့သွားတွေနဲ့ပြည့်နှက်နေပါတယ်။ဒုတိယမေးရိုးကတော့လဲချောင်းထဲမှာရှိနေတာပါ။သူဟာအမဲလိုက်တဲ့အခါသားကောင်ကိုအပြင်မေးရိုးနဲ့အမိအရာကိုက်ခဲထားပြီးလဲချောင်းထဲကမေးရိုးကသားကောင်ကိုပါစက်ထဲရောက်အောင်ထပ်မံဆွဲယူလိုက်တာဖြစ်ပါတယ်။နံပါတ်2ပီရန်ဟငါပီရန်ဟဆိုတာကမ္ဘာအန်ဒီရဲ့အရှိဆုံးငါးနေတဲ့ကတစ်မျိုးပါအကြောင်းရင်းကတော့သူ့ရဲ့ထက်မြက်တဲ့သွားတွေနဲ့တန်တောင်ပစ္စည်းတွေကိုပင်ဝါးစားနိုင်တဲ့အင်မတန်အားကောင်းတဲ့မေးရိုးတွေကြောင့်ပဲဖြစ်ပါတယ်သူ့အနားကိုရောက်လာတဲ့ဘယ်သားကောင်ကိုမဆိုအပိုင်းပိုင်းပြတ်သွားအောင်ကြိုက်ဖြတ်ပစ်နိုင်စွမ်းရှိပါတယ်နံပါတ်3လွှငါဒီငါးရဲ့ပုံစံကတော့အတော်လေးထူးဆန်းပါတယ်သူ့ရဲ့နှစ်တန်းဟာ2ပေလောက်အထိရှည်လျားနိုင်ပြီးဘေးတစ်ပတ်ကချက်မှာထက်မြက်တဲ့စူးချွန်တွေပါရှိပါတယ်သူဟာဒီနှစ်တန်းကိုအသုံးချပြီးသားကောင်တွေကိုနှစ်ပိုင်းပြတ်သွားအောင်ထိပိုင်းဖြတ်နိုင်ပါတယ်ဒီငါးဟာဘလောက်တောင်အန်ဒီယေရှိသလဲဆိုရင်သူ့ထက်ကြီးမားတဲ့သတ္တဝါတွေကိုတောင်ပြန်လည်တိုက်ခိုက်တတ်ပါတယ်ခင်ဗျာနောက်ထပ်တင်တဲ့ဗီဒီယိုတွေလည်းသိရအောင် like and follow လေးလုပ်ခဲ့ကြပါအောင်နော်